ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်သစ္စာစကားဖြစ်၏အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏လို့ဖော်ပြပါတယ်ယေရှုခရစ်ကတဲ့အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတယ်လို့ဖော်ပြပါတယ်အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့ကြွလာတဲ့အတွက်ကြောင့်ခရစ်ယာန်တွေအတွက်ပဲကြွလာတာမဟုတ်ပါဘူးလူမျိုးစုတစ်ခုအတွက်ဘာသာတရားတစ်ခုအတွက်ကြွလာတဲ့ဖခင်မျိုးမဟုတ်ပါဘူးအပြစ်ရှိတဲ့လောကီသားအလုံးမိသူမဆိုကယ်တင်ခြင်းရဖို့ထာဝရသက်ရဖို့ဤလောကကိုကြွလာခြင်းဖြစ်တယ်ဒီစကားကတဲ့တစ္ဆာစကားဖြစ်တယ်အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့ချစ်တော်ညီအစီတိုင်းသင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေသခင်ယေရှုကတော့သင်ရဲ့အပြစ်တွေကိုကယ်တင်ဖို့ဤလောကသို့ကြွလာတယ်ဤလောကသို့ကြွလာပြီးတဲ့အခါမှာလက်ဝါးကတိုင်မှာသင်ကိုယ်စားအသေးခံခြင်းအပြင်သင်ကိုအပြစ်ကနေကယ်တင်ပြီးတော့ရွေးနှုတ်ခဲ့ပါပြီသင်ယုံရင်လွတ်ပြီဖြစ်တယ်အပြစ်ကနေလွတ်မြောက်ပြီးတော့တတ်မလွန်မှာ